ညဦးပိုင်းချိန်ကြောက်တိုင်ရွာလေးဟာပုံမှန်ထက်ပိုမှုတိတ်ဆိတ်နေပါတယ်တိုးလာတယောက်အိမ်မက်ထဲမှာတကိုယ်လုံးသွေးတွေဆူရွှဲနေတဲ့မိန်းမတယောက်ကကဲပါထွက်ပေါက်ပိတ်နေပြီလို့တိုးတိုးလေးလာပြောတာကိုမြင်မှတ်ပြီးလန့်နိုးလာခဲ့တယ်ထူးဆန်းတာကနိုးလာတဲ့အချိန်မှာသူ့ရဲ့လက်ဖွားထဲမှာရှေးဟောင်းကြီးတင်ကားပြတစ်ပြားရောက်နေတာပါပဲဒီတင်ကားပြားဟာလွန်ခဲ့တဲ့နှစ်ပေါင်းရာချီကပျောက်ဆုံးသွားတဲ့သွေးဆုံမြေရတနာတိုက်ရဲ့တော့ချက်ဖြစ်နေမှတိုးလာမသိသေးပါဘူးရွာသူကြီးဦးဘကျော်ဟာရွာအစုံကရှေးဟောင်းစီဒီပြက်အောက်မှာရတနာတွေရှိတယ်လို့ယုံကြည်နေသူပါသူဟာအောက်လန်းဆရာဦးကန်ကိုခေါ်ပြီးနေမြေကန်တိုးလာကိုအတုံးချဖို့ကြံစီပါတယ်တိုးလာမင်းဒီညငါတို့နဲ့တော်ရဲလိုက်ခဲ့ရမယ်ရွာအတွက်အရေးကြီးတဲ့ကိစ္စမို့ညင်းလို့မရဘူးဦးဘကျော်ရဲ့စကားနောက်မှာဖုံးကွယ်ထားတဲ့အန်ဒီရဲ့ကိုတိုးလာရိပ်မိပေမဲ့သူ့ချစ်သူနန်းကြညူကိုဓာတ်စာခံလုပ်ထားတာကြောင့်မလိုက်ဘဲမနေတာခဲ့ပါဘူးလက်ွယ်ညမှာသူတို့တစုတင်းချိုင်းကုန်းဟောင်းကိုဖျက်ပြီးတောနက်ထဲဝင်ခဲ့ကြတယ်လမ်းခုလက်မှာဆရာဟိန်းကတိုးလာကိုတားဆီးပါတယ်တိုးလာမသွားနဲ့အဲ့ဒီနေရာကလူတွေတွားရမယ့်နေရာမဟုတ်ဘူးအဲ့ဒါဝိညာဉ်တွေကိုဖမ်းချုပ်ထားတဲ့အကျဉ်းထောင်ပဲဒါပေမဲ့ဦးကန်ရဲ့ဂါထာမန်တန်တွေကြောင့်ဆရာဟိန်းလဲကျသွားပြီးတိုးလာတို့တစုဂူဝတစ်ခုတည်းကိုရောက်သွားပါတော့တယ်ဂူအတွင်းထဲမှာတော့ရေတွက်လို့မရတဲ့အယိုးစုတွေနဲ့နေရံတွေမှာသွေးနဲ့ရေးထားတဲ့စာလုံးတွေကိုတွေ့လိုက်ရတယ်ဂူရဲ့အလဲဘဟုမှာတော့ထူးဆန်းတဲ့ရုပ်တုကြီးတစ်ခုရှိနေပါတယ်ဦးဘကျော်ကယတနာတွေကိုရှာဖွေနေတော့ဦးကန်ကတိုးလာရဲ့လက်ကိုလှီးပြီးသွေးနဲ့ရစ်ပူစော်ဖို့ကြိုးစားပါတယ်တိုးလာဟာသူ့စီမှာပါလာတဲ့ကြေးတင်ကားပြားကိုထုတ်လိုက်တဲ့အချိန်မှာပဲဂူတစ်ခုလုံးတုန်ခါသွားပြီးပိတ်မိနေတဲ့ဝိညာဉ်တွေလွတ်မြောက်လာပါတော့တယ်တိုးလာဟာဆရာဟိန်းတင်ပေးခဲ့ဘူးတဲ့အကာအကွယ်ဂါထာကိုရွတ်ဆိုရင်းဦးကန်ရဲ့အောက်လန်းပညာကိုခုခံပါတယ်အမှောင်နဲ့အလင်းအကောင်းနဲ့အစိုးတိုက်ပွဲဟာဂူအပြင်ဘက်အထိရိုက်ခတ်သွားပါတယ်နောက်ဆုံးမှာတော့လောဘဇောတိုက်ခဲ့တဲ့ဦးဘကျော်နဲ့ဦးကန်တို့ဟာဂူပြိုကျမှုထဲမှာပျောက်ကွယ်သွားပြီးတိုးလာကတော့နန်းကြညိုနဲ့ဆရာဟင်းရဲ့အကူအညီနဲ့လွတ်မြောက်လာခဲ့ပါတယ်။ရွာကလေးဟာပြန်လည်အေးချမ်းသွားပေမဲ့တိုးလာရဲ့လက်ထဲကကြေးတင်ကားပြားကတော့ပျောက်ကွယ်မသွားဘဲတစ်ခါတရံတောက်ပတ်နေစေပါ။ဒါဟာနောက်ထပ်ဂမီယာခီးစဉ်တစ်ခုရဲ့အစပြုခြင်းလားဆိုတာ။